Ananda Ananda ngaba ko shi kho pi de chain kha ma taya we ga Myaw Ukkalapa Myu ne Sa Lai Yak Kwet nai Ne Thain ja gung lo Taka Rakama mya ga ne pi do Bông ji lo di taya we ji ko phin Party de kaung si de Alang kaung do Thama Wayama Athin phwe de Lu ji myin mya ko tain taya na pyiatha Usi pi do yak kwet tu yak kwet tha mya ga ne pi do taya we ji ko phin thyauk ja da 2 nyat myauk pi song ne ne po Di pi song ne ne taya we ji ma taya na pyiatha ka le mimi do tat swan mya wain won pi do lu dan lai ja daနောက်တစ်ခါဆွမ်းလူရှင်များကလည်းဥစိုးမြင့်တို့ဒေါခင်မြတို့ဆာလိန်ရက်ကွက်ကနောက်ဥကြည်လွင်တို့ဥသမြင့်တို့ဆာလိန်ရက်ကွက်ကနောက်ဥခင်မောင်အေးဒေါချင်းအေးဆာလိန်ရက်ကွက်ကပြီးတော့လည်းပဲဒီတရားပွဲကြီးနဲ့ပတ်သက်ပြီးတော့အစစအရာရာဘုန်းကြီးတို့အစိုးရမူလရမှနေ၍အမကဘုန်းကြီးတို့30မှကျောင်းအုပ်ဆရာကြီးနဲ့ကျောင်းအုပ်ဆရာကြီးဦးစိုးမောင်နဲ့တကွဆရာဆရာမများကနေပြီးတော့စီးရင်နေရေးရန်အတွက်အလုံးကိုဝိုင်းဝန်းကူညီကြလို့ဒီတောင်းချီနေတဲ့ပရိသတ်ကြီးကိုနိုင်နိုင်နေနေဆောင်ရွက်နိုင်ကြပါတယ်။ဒါတွေကိုလည်းများစွာဘုန်းကြီးတို့ကျေးဇူးတင်ရှိပါတယ်။ဒါတွေကျေးဇူးတင်ရှိပြီးအလျောက်ဘုန်းကြီးတင်ကျေးဇူးတင်ရုံမကတရားပွဲပင့်လျှောက်ကြတဲ့ဟောဒီမြောက်ဥက္ကလာပနဲ့ဆလိန်ရက်ကွက်မှရက်ကွက်သူရက်ကွက်သားရက်ကွက်သူရက်ကွက်သားယောက်ျားမိန်းမကလေးလူကြီးဒီပုဂ္ဂိုလ်များကနေပြီးတော့များစွာကျေးဇူးတင်ရှိပါတယ်။ကဲဒီတော့တရားနာပိသအခုဟောမဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဒါနကိုဖြတ်ဗိမာန်ပြက်ဆိုတဲ့ဘုန်းကြီးဇတ်လန်းကိုဟောရပိသကြီးဒီနေ့ဟောမဲ့ဇတ်လန်းပါတယ်တို့ဒါနကိုဖြတ်ဗိမာန်ပြက်ပြီးအောင်ပြောခြင်းတော့ပိတ်မှန်လို့ခင်ဗျားတို့ခေါ်ရမှာပေါ့အမှန်ကဘာတစ်ချိုင်နဲ့မရေးချနဲ့နတ်တထားရဒါနကိုဖြက်ဗိမာန်ပြက်ပါတယ်တော့ဒီဒေသနာကိုကျွတ်တို့သုံးလောကထိုထားသားပြင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်ပါပောပိပတ္တိဗတ္တရံအစချီသဖြင့်ဟောအနာရဘိန်တထေးကြီးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဗျာအနာရဘိန်တထေးဆိုတာကျွတ်တို့ငယ်ငယ်တုန်းကတော့မသိလို့ဟာအနာရဘိန်တထေးဆိုတာအနာရီသိပ်ပေါ်တာကွာဒီလိုထင်ခဲ့တာဘယ်ဟုတ်မလဲအနာရဘိန်တထေးဆိုတာအနာထပိန်ဒီကတ္တလို့ပါသဖြင့်တရားနာပိဋကတ်လဲတချို့သဘောပေါက်ကြပြီးသားဖြစ်ပါအာထာယအာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့ပုဂ္ဂိုလ်တွေကိုထမင်းပေးတတ်တဲ့တထေးဗျအနာထပိန္ဒိကဆိုတာဒါကြောင့်အနာရဘိန်တထေးကိုနားလည်အောင်အဓိပ္ပာယ်ပြန်လိုက်တော့အာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့လူတွေကိုထမင်းပေးတဲ့တထေးလို့အဲ့ဒါလို့မှတ်လိုက်ကြစမ်းသဘောပေါက်သွားပါလားဒီတထေးဒီတရားနာပိဋကရေမြတ်စွာဘုရားကိုတော်မြတ်ကြီးအားသာလနာကိုကြည်ညိုလွန်းလို့54နဲ့4ကလေးအကုန်ကြခံပြီးတော့လှူဒန်းခဲ့တယ်တရားနာပိဋကဘယ်နှကလေးတို့အကုန်ကြခံလှူတာအနာရဘိန်တထေးကြီးတောင်မှလှူလိုက်တာ50နဲ့4ကလေးဆိုတော့5ချက်30ခမရတို့တာဝန်လေးမနေကြနဲ့နေ့စဉ်ဘုရားကိုတော်မြတ်ကြီးကျောင်းတော်သို့3ချိန်သွားဘယ်နှချိန်သွားတော့ပြိဿအဲ့ဒီလို3ချိန်သွားတဲ့အချိန်ခါမှာနတ်နဲ့ခင်းပါနဲ့သွားသလဲလို့ဆိုတော့ယာခုနဲ့လှူစရာလက်ထဲအမြင်ပါနတ်နဲ့ခင်းပါနဲ့သွားတော့ညကျောင်းတော်နေ့လည်းခင်းကြတော့ထောမစီဦးတွေနဲ့သွားနေ့လည်းခင်းကြတော့ဘာနဲ့သွားညချမ်းအချိန်ကြတော့ဟော
ပန်းစီမီဖျောင်းတိုင်နဲ့တကွတန်ဃာတော်တွေအတွက်လှူဒန်းရန်ပစိုးတွေကိုတစ်ခါယူသွားတယ်အနာတော်မှာလက်ထဲလှူရမပါဘူးလို့ဒီလိုဖြစ်မှာကိုစိုးလို့နာနဲ့ခင်းမှာပါလိမ့်ပြိဿယာခုနေ့လယ်မှာသောဘစီဦးညပိုင်းမှာပန်းပစိုးဆိုတော့အတူကောက်ပေါ့ကွယ်အဲ့ဒီလိုကျောင်းတော်ကိုသွားပြီးတော့လှူဒန်းခဲ့ဒီလိုလှူဒန်းပြီးတော့လာခဲ့ရမှတရားနာပိဋကဒီကနေ့တော့အနာတပိန်တစ်ထေးကြီးမွဲပြီဒါကြောင့်လဲတချို့ကခုခေတ်ပြောနေကြတယ်ဟေးပုံညာပြီဆိုတာကုံတာရှိတာကွာလှူတယ်ဆိုတာမွဲတယ်ကွာဒီလိုလူတွေလည်းကျွတ်တို့ဗမာပြည်အတော်ပေါ်အဲ့ဒီပေါ်တဲ့လူတွေနဲ့အလားတူတရားနာပိဋကအနာတပိန်တစ်ထေးကြီးရေနစ်ရဝါကူမဲ့ဗိမာန်အပြက်ခံရမဲ့ပုဂ္ဂိုလ်တော်ကြပေါ်လာလေအနာတပိန်တစ်ထေးကြီးဘယ်ထိအောင်ငွဲသွားတယ်လဲဆိုတော့ကုံတယ်တွေကနေပြီးတော့ကျွေးယူပြီးချေးကြငှားကြတယ်ငွေပေါင်းက18ကလေးတဲ့ပြုပြည်သားကုံတယ်တွေကသူ့ထံလာပြီးချေးငှားယူတဲ့ငွေတွေဘယ်လောက်တော့18ကလေးပြီးတော့တရားနာပြည်သားမြေမှာမြုပ်ထားတဲ့ငွေတွေ18ကလေးကလည်းမြည်ရည်တွေကြီးပြီးတော့သမုတ်တရားထီအောင်မြေထဲမျောပါတာဘယ်လောက်တော့18ကလေးကုံတယ်တွေချေးတာဘယ်နှကလေးတော့18ကလေးပေါင်းတော့ဟဲ့ကဲ36ကလေးကွကုံရောအဲ့ဒီလို54ကလေးကုံကြခံလှူရမှ36ကလေးဒီငွေတွေလဲကုံရှိသမျှပစ္စည်းတွေလဲတဖြည်းဖြည်းလှူလာလိုက်တာအတော်မွဲသွားပြီဒီလိုမွဲသွားတဲ့ချိန်ခါမှာအကွက်ကောင်းကိုစောင့်နေတဲ့အနာရဘိန်တစ်ထေးကြီးရဲ့အိမ်မှာ4ခုမြောက်သောတကားမှနေတဲ့တကစောင်းနတ်ဘာနတ်တုံးဟဲ့ဧသာကြီးမှတ်ထားနော်ခမရတို့အိမ်ဒီမှာအိမ်ဆောင်နတ်ဆိုတာရှိအိမ်ဆောင်နတ်လဲအိမ်ဆောင်နတ်တိုင်းကောင်းတယ်မထင်နဲ့ခမရတို့အခုပြောနေတဲ့ခမရတို့ကိုးကွယ်နေတဲ့နတ်ကတော့ကောင်းပါတယ်ဟုတ်တယ်လေတော်ကြနတ်ကကြုတ်မျက်စောင်းထိုးခြင်းထိုးနေမှာတရားနာပိဋကနတ်တွေအကြောင်းကြုတ်နည်းနည်းပြောရမယ်ဆိုရင်ခမရတို့မှတ်လဲထားပါနတ်ဆိုတာလေနတ်ဗျဒီလောက်ပြောသိတယ်နတ်နော်အခုခင်ဗျားတို့ကိုးကွယ်နေတဲ့အိမ်တွင်းမင်းမဟာဂီရီတို့အိမ်တွင်းနတ်ဆိုတာလေနတ်ကြိုက်တဲ့အစာလေးကျုပ်ပြောနေ့စဉ်လေကိုပြုတ်တဲ့ကုသိုလ်လေးတွေအမျှဝေအဲ့ဒီအိမ်ဆောင်နတ်ကိုမေတ္တာပို့အိမ်ထဲမှာကြက်တွေရုပ်တဲ့စကားတွေကိုရှောင်အဲ့ဒါနတ်ချစ်ခင်အုံးပြီးကြောင့်နဲ့လက်ဖက်ထုတ်တဲ့ကြိုက်မှတ်ထားနော်အုံးပြီးကြောင့်နဲ့လက်ဖက်ထုတ်တဲ့ကြိုက်တယ်မယုံလို့ရှိရင်တရားနာပိဋကအဲ့ဒီအုံးပြီးကြောင့်ဖြုတ်တာပြစ်မေတ္တာနိုင်ဖို့အမျှတန်းဝေပါအုံးပြီးကြောင့်တဲ့ကြိုက်အခုတော့ခင်ဗျားတို့ကအုံးပြီးကြောင့်ကြီးတော့ထားပါရဲ့တနခါးကြီးတော့ပက်ပါရဲ့တပြေကက်တော့ထိုးပါရဲ့ပြီးတော့လဲခင်ဗျားတို့ကအုံးကြီးကြောင့်သားပြီးတော့လဲအုံးကြီးကြောင့်သားရှိပါပြောမှလည်းမသိဘူးတတိထားတရားနာပိဋကဖြုတ်ရဲလို့ရှိရင်မေတ္တာပို့အမျှဝေပြီးတော့အုံးကြီးကြောင့်ဖြုတ်ပြစမ်းပိဋကကြီးဖြုတ်ရဲပါမလားဟေးကလေးကြီးပြောမင်းမိဘတွေကအိမ်ကြရိုက်လိမ့်မယ်ရိုက်လိမ့်မယ်ကောင်လေးကြီးပြောဟဲ့မလုံးနဲ့ကွာဖွားကြီးတွေကသိပ်သန်းနေတာကဲပိဋကကြီးဖြိုရလားဖြိုရပါဦးဗျာကဲမဖြိုရမဖြိုကြပါနဲ့ဗျာဒါပဲကောင်းပါလေတော်ကြဘုန်းကြီးဟောလိုက်တာနဲ့တရားနာပိဋကကိုတတ္တိနဲ့သာကိုဖြုတ်ပါတော့ကျုပ်ရှိမြားဥကလှဲ့လာမှာဘုရားဟောတဲ့တရားယုံကြည်လို့မေတ္တာပို့မယ်အမျှဝေမယ်အုံးသီးကြောင့်တော့မထားဘူးဆိုပြီးဖြုတ်ပြီးဆိုကြပါစို့ကဲအုံးသီးကြောင့်ဖြုတ်တဲ့နေ့ဘိုင်းနာပြီဆိုကြပါစို့
ဒီဘက်ကအုံဒီကြောက်ရှိတုန်းကလည်းနာတာပါပဲဒါပေမဲ့အုံဒီကြောက်ကြီးဖြုတ်လို့ဒီဘက်နာတယ်လို့ဖြစ်တော့မယ်ခမည်းတော်ရဲ့ဥပါဒာခေါင်းကိုက်ပြန်တော့လေအုံဒီကြောက်ဖြုတ်လို့ကိုက်တယ်လို့ဖြစ်တော့မယ်မြားကကျုပ်ဘက်ကိုလှဲ့တော့မယ်ဒါကြောင့်မဖြုတ်ရဲမဖြုတ်နဲ့ဒီအရှုသာလောက်ကြဖြုတ်ရရင်တော့ဖြုတ်ပေါ့ဒီအုံဒီကြောက်နဲ့ပတ်သက်ပြီးဟိုတခုတော့နည်းနည်းပြောရအောင်တရားနာပိဋကဟိုခင်ဗျားတို့အယူဝါဒတွေပြောပါတယ်မြင်ဦးလားတရားနာပိဋကအယူသီးလွန်းလို့ရှေးတုန်းကလင်မယားနှစ်ယောက်သူတို့သမီးလေးပြက်စီးတော့ငိုလိုက်တာယောက်ျားကတော့မိမိပြောင်းပြောင်းဒီထဲမိမလှုပ်တဲ့လူကသုတ်တန်သွားပြီးသမီးလေးဂူနာမှာသွားပြီးတော့စားပွဲတောက်ဖွယ်လေးတွေချပြီးတော့သမီးငါသမီးစားရအောင်မေးလာပို့တယ်လေလာစားလဲပါအောင်လို့လားသမီးရဲ့အမေကိုကိုယ်တိုင်လေးပြန်လာပြီးတော့ပြတ်ခဲ့ပါဦးတော့လားအလကားပြောတာကိုယ်တိုင်ပြန်သူတက်သေးမှာနေ့စဉ်သွားငိုအဲ့ဒီသုတ်တံမှာဂူတွေကြားထဲမှာဘိန်းစားတယောက်ကလည်းဘိန်းရှူစရာငွေအပြတ်ဒီမိမလားငိုတော့အကြံပေါက်ရွှေရောင်ငွေပြားတွေကြိုက်ပြီးငါတရားလောက်တာကောင်းအိမ်ပြန်ရွှေရောင်ငွေပြားတွေကြိုက်တရားဝတ်တဲ့နတ်ဝတ်တန်းစားတွေဝတ်ပြီးတော့အဲ့ဒီမိမမလာခင်သူကသုတ်တံကညောင်မင်းကြီးတက်အဲ့ဒီမိမလည်းရောင်းရောကျွမ်းနဲ့လှုပ်အလိုတင်းမသူတို့ငါတရားပဲတရားလည်းတရားနာပြီးသင်္ချိုင်းသွားဆင်းငါတရားတင်းတရားဘယ်ထက်ကတာဝရိဏထက်ကတင်းတရားမင်းဘာလို့ဆင်းလာအိုးဘာလို့ဆင်းရမလဲတဲမိုက်တဲ့လင်မယားသမီးလေးတယောက်ဆင်းမွေးထားအမလေးလူဝါတော့ကညှို့လို့ဆင်းကြထင်းကြကြည်သားအခုသေတော့ထမိန်တော့အင်ကြီးကောင်းတောင်မှချွတ်ယူလိုက်ကြလက်ဝတန်းစားတွေဘာတစ်ခုမှမပါဘူးအခုနတ်ပြည်ရောက်ပြီးနတ်သမီးကြီးရှင်လိုက်တော့တစားပလာမရှိဝတ်စားစရာမပါတာနဲ့မှိုင်းငိုနေလို့ဟဲ့မငိုနဲ့ငါတော့ပြောပေးမယ်ဆိုပြီးရှင်းခဲ့ရဗျာဟာပိုင်လိုက်ပုံတရားမလေးကြမေးဒါပြည့်နေပါဦးမလေးဒီလိုဆိုရင်ကျုပ်သမီးလေးမျက်နှာငယ်နေတဲ့နတ်သမီးချင်းမတူလို့ဆိုရင်ကျုပ်အိမ်ပြန်ပြီးယူပါဦးမယ်တရားမေးခဏနေပါဦးအေးညနေယူရဲ့အိမ်ပြန်လက်ဝက်လက်စားတွေထုတ်တစ်တာကြီးဖွင့်တစ်တာတောင်ပိတ်ခဲမိဘူးတရားနာပြေးတာအထုပ်ကြီးနဲ့ထွက်လာယောက်ျားလုပ်တဲ့လူကလည်းတရားနာပြေးတာကြီးမရှိသေးဘူးပေါ့မသိသေးဘူးပေါ့ဒီမှာယူလာပြီးတော့တရားမေးသမီးလေးဒီပစ္စည်းတွေပေးလိုက်ပါဆင်းခဲ့ပါတရားမေးရဲ့ယူသွားပါတရားမေးရဲ့ဟဲ့ငါတရားတကိုးနဲ့ထားပြခဲ့ပြီးတော့မှတကိုးနဲ့ဆင်ကားထားယူမယ်ပြန်နေတကိုးနဲ့ယူမှာတဲ့ဝေးတာဆင်းရင်ကိုဟိုဟာတည်းဟိုညိဒီညိနဲ့သူကိုကားကြီးဆင်းရမှာကဲဟိုကပြန်သွားအထုပ်ကလေးချထားကြတော့အထုပ်ကလေးယူဒီထဲမိမပြန်သွားလင်လုတ်တဲ့လူကဟောမင်းပိုက်ပါကွာသမီးတစ်တာဖွင့်ထားကိုမီဝစားတယ်လည်းမရှိတော့ဘူးကျူတော်ဝစားတယ်လည်းမရှိတော့ဘူးမလေးတော့နဲ့အလကားရမ်းပြီးတော့ပူနေကျွတ်တို့သမီးနတ်ပြည်ရောက်တယ်နတ်ပြည်ရောက်တဲ့အဲ့ဒါတရားမင်းကိုယ်တိုင်ဆင်းလာပြီးတော့သမီးလေးနတ်သမီးချင်းမတူလို့ဝတ်စရာစားစရာမရှိလို့ဆိုလို့ကျုပ်သွားပို့လိုက်တယ်ဟေးမိုက်ပါဟာငါများပြောရောပေါ့သမီးလေးထမကျင်တာမှာရအောင်မှားကြတာတွေပြောပါတယ်မဖြစ်ဘူးငါမြင်းနဲ့လိုက်မှဆိုပြီးမြင်းနဲ့လိုက်သွားဟာမြင်းခွာလာကြတယ်ကိုမိမယောက်ျားလိုက်လာပြီရှင်နဲ့မဖြစ်ဘူးဆိုဂူဒီတဲ့ဝင်ပို့ဒီထဲတရားနာပြေးသားရင်ဟိုယောက်ျားလုပ်တဲ့လူကညောင်မင်းကြီးမြင်းချီပြီးတော့တရားနာပြေးသားဂူဒီတဲ့လှည့်ပတ်ရှာမဖြစ်ဘူးဒီကိစ္စပေါ်တော့ခတ်တို့ပြေးမှဆိုဂူဒီတဲ့ကထွက်ပြေးပြီးဘာပြောကောင်းမလဲဟိုယောက်ျားချီထားခဲ့တဲ့မြင်းမော်လွှားကနေခုန်တက်ပြီးမြင်းနဲ့ဆိုင်တာအပြစ်တင်တယ်ထင်သလားမတင်ဘူးဟာတဲတော်တယ်ဗျာတာယောဂီပေလို့ဝင်စားတာနဲ့တူတယ်ကြည်တော့မြင်းစီတတ်တယ်မဖြစ်ဘူးခတ်တော့မှမဒီမှာတရားမင်းဟောဖြည်းဖြည်းလောက်ပါရောက်မှာပါပဲမာတယ်မာကျင်တာတစ်ခုမှလည်းစားမရစေတမီးလေးထံရောက်လို့ရှိရင်ပြောလိုက်စမ်းမအဖေလို့တဲ့လူကလည်းမြင်းတစီပေးလိုက်တယ်လို့အဲကုံရောရှိတာကြီးဒီလိုတရားနာပြိဿဘူးမသိဖမသိနဲ့ထင်မိထင်ရယုံတတ်ကြတဲ့သဘာဝ
ကျုပ်ကခမည်းတော်ကိုးကွယ်နေတဲ့အိမ်ဆောင်နတ်တွေကိုမတထားလို့ပြောတာမဟုတ်ပါဘူးနော်အိမ်ဆောင်နတ်မေတ္တာရှိတဲ့နီးမယုံရင်မှန်မှန်ကန်ကန်ဟောတတ်တဲ့နတ်ကတော့မေးကြည့်ပါမေတ္တာဖို့အမျှဝေတာအုံဒီကြောင့်လည်းလက်ဖက်ထုတ်တဲ့ကြိုက်တယ်မေးကြည့်ပါဒါဓမ္မဒိဋ္ဌာန်ကြပြောနေတာပါမှန်လားပြိဿကြီးကဲကြည့်လေခုတက္ကဆောင်နအနာရဘိန်းတစ်သေးကြီးမွဲသွားမွဲဆိုတရားနာပြိဿမြတ်စွာဘုရားကိုတော်မြတ်ကြီးလှူရတာရင်ကြည့်တော့ပုံကြီးနဲ့ဇကွဲပဲလှူနိုင်တော့ပုံကြီးနဲ့ဇကွဲထမင်းပဲလှူနိုင်တော့တဲ့ပြုတ်ဒီလိုပုံကြီးနဲ့ဇကွဲထမင်းကိုလှူနိုင်တဲ့အချိန်ဘုရားကိုတော်မြတ်ကြီးကြောင်းတော်ရောက်သွားတော့တရားတော်တစ်သေးကြီးတဲ့အလူဒါနများပြုရရဲ့လားမှန်လားပါပြုရပါတယ်ဗျာဘုရားတပည့်တော်ပြုရတဲ့အလူဒါနကအရင်လုံးငါလိုမုံမြတ်မပြုနိုင်တော့ပဲနဲ့မှန်လားပါဗျာတပည့်တော်မွဲသွားတာနဲ့ပုံရည်နဲ့ဆက်ခွဲထမင်းသာလူနိုင်မှာတော့သည်ဗျာဟဲ့တက္ကတော်တစ်ထေးပုံရည်နဲ့ဆက်ခွဲထမင်းလှူရလို့လေအနည်းငယ်မျှဆိုပြီးအာမလျှော့နေနဲ့အခုအရိယာပုဂ္ဂိုလ်တွေကိုသင်လှူရတယ်အရိယာသံဃာတွေကိုသင်လှူရတယ်ငါဘုရားကိုယ်တော်မြတ်သည်ဟောဝေလာမပုံနာကြီးဖြစ်စဉ်အခါတုန်းကသာသနာ့ဘအချိန်မှာလှူလိုက်တာတိုင်းပြည်မိโกဒိတ်ချက်ပြုတ်မစားရအောင်တိုင်းပြည်ကိုချက်ပြုတ်မစားရအောင်မိโกဒိတ်လှူခဲ့ဘူးတယ်ထွန်းလုံးထွန်းသွားတွေနဲ့မထွန်ရမထဲရပဲနဲ့ငါဘုရားအလောင်းဝေလာမှာပုံနာကြီးကျွေးတာတွေကိုစားပြီးတော့လာခဲ့ကြရတယ်ဒီလောက်ထိအောင်လှူပေမဲ့လို့အခုသင်လှူရတဲ့အရိယာပုဂ္ဂိုလ်မျိုးတယောက်မှငါမတွေ့ခဲ့ဘူးလို့ဟောဘုရားကိုယ်တော်မြတ်ကဝေလာမတုတ်ကိုဟောပါတယ်ဗျာအဲ့ဒီလိုဝေလာမတုတ်ကိုဟောပြီးတဲ့နောက်ခုနှစ်ကတကားဆောင်ပြန်ဆက်ကြပါစို့တက္ကဆောင်နတ်ကတရားနာပိဋကကြည်စံအနာရဝိသထေကြီးမွဲပြီအနာရဝိသထေကြီးသူချမ်းသာနေတဲ့အချိန်တုန်းကတော့အခုမရသေးလို့ငါစောင့်ပြီးတော့လာခဲ့ဘယ်နဲ့ဂေါရမနဲ့သူတပည့်သားတာဝကတွေလှူဒီအိမ်မှာကြွလာကြတဲ့အချိန်ခါမှာငါဒီသူတို့လာတဲ့အချိန်ခါမှာတကားပေါ်မနေနိုင်ပဲနဲ့အောက်ဆင်းပေးရအလုံးရှုပ်တယ်ဒီဘုရားဂေါရမနဲ့နောက်ကတန်ဃာကြီးကြွလာငါဆင်းပေးရနေရဖဲပေးရဒါကြောင့်တရားနာပိဋကဘုရားကိုယ်တော်များနဲ့တန်ဃာတွေနေရဖယ်ပေးရတာအလုံးရှုပ်တယ်ဆိုတာလူတွေမအောင်းမေ့တာမဟုတ်ဘူးနတ်ကလည်းအောင်းမေ့ခင်ဗျားတို့တို့ကြီးမှာပေါ့အခုခေတ်တို့ကြီးနေရင်အကောင်းသားတဲ့ဘုန်းကြီးတစ်ပါးကြွလာပစိုးခင်းပေးရစောင်းခင်းပေးရအလုံးရှုပ်တယ်ဒါတုတ်ကသမန်ငါရှံငါပြောတယ်မအောင်မင်းနဲ့တပြေလုံးလှဲ့သွားနေတဲ့ဘုန်းကြီးဆိုတော့ဒီလိုလူတွေပေါ်ပြီးကျွတ်တို့တိုင်းပြည်ဝန်းနေစရာတွေဟိုမှာကြည့်နတ်ကြီးမှာပေါ့နတ်ကအပေါ်ဆင်းပေးရလို့တဲ့ဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်တွေ तू မကြည့်ဘူးအဲ့ဒီတုန်းကလည်းတစ်သေးကြီးကဘုံကံမြင့်နေတော့ तू အခွင့်မရလို့မပြောခဲ့မွဲသွားတဲ့အချိန်ခါမှာ तू ရေနဲ့ရဝါကူတော့မှာတဲ့မဖြစ်ဘူးဒီကိစ္စငါပြောမှာညအခါမှာအဲ့ဒီတက္ကဆောင်တော့ဝင်လာအလိုအယောင်ပါလေတင်းမသူလုံးတစ်သေးကြီးကမေးတစ်သေးကြီးတဲ့ငါသည်လေးခုမြောက်သောတကားမှာစောင့်တဲ့သစ်အိမ်ကနတ်ဖြစ်တယ်ပင်ကိုဆုံးမတရားရှိလို့တရားစကားပြောတရားရှိလို့ကြိုက်နာမေးပြောပါနားထောင်မှမယ်ဆိုပြီးနားထောင်တဲ့အခိုက်အတန့်မှာသူပါရီပြောလိုက်ပင်အနာရဘိန်းတစ်သေးကြီးသည်ဂေါရမတတိတာဝကတွေကိုပင်ဒီအမြဲတစေလှူဒန်းပေးကမ်းပြီးတော့လာခဲ့ရှိတာတွေကုန်ပြီဟိုစဉ်လှူနေချိန်အခါကာလတုန်းကတစ်သေးကြီးမလှူနဲ့တင့်မွေးသွားလိမ့်မယ်လို့ငါပြောလိုက်ရင်လေချမ်းသာနေတဲ့အချိန်ဆိုတော့သင်ယုံရင်မှယုံမယ်မဟုတ်လားအခုအချိန်မှာငါပြောဖို့အခွင့်တင်လာလို့သင်ဒီယခုပဲလို့ဂေါရမနဲ့တပည့်သားယဟန်တော်တွေလှူလို့ယခုလိုမွဲခဲ့ရဒီထဲတင်ဆက်ပြီးတော့လှူအောင်မယ်ဆိုရင်
တနေ့စားစရာမရှိတဲ့အပြင်ငတ်သိမှတောင်စိုးရိမ်ရတယ်တထေကြီးခုသင်သည်မွေးတဲ့ချိန်ခါမှလည်းလှူတော့မှာပဲလားလျှော့လျှော့ပေါ်ပေါ်လို့အလူဒါနာကြောင့်ကိုယ်ဒုက္ခဖြစ်တိုင်းလက်တွေ့ကြုံရပြီနဲ့အကျိုးလိုရောင်ရောင်နဲ့နတ်ကသွားပြီးတော့ပြောလိုက်အနာရဘိန်တထေကြီးရဲ့စိတ်ဓာတ်နော်ဘလောက်ကြန့်ခိုင်တယ်လဲဆိုတော့နတ်ယုတ်မှာသင်ဩဝါဒဒါပဲလားသင်တရားစကားဒါပဲလားသင်ဆုံးမပေးတာဒါပဲလားငါလိုဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်တွေကိုယ်ကွန်းနေတဲ့ကြည်ညိုနေတဲ့တထေကိုသင်ဖြတ်စည်းလို့ရမလားတလောက်ထီအောင်ယုံမာတဲ့နတ်လှူတာတန်းတာတွေတော့သာဓုမခေါ်ပါပဲနဲ့ငါလှူတဲ့ဒါနကိုလားဖြက်စီးတဲ့သင်စကားနားထောင်ပြီးသင်နောက်ကိုလိုက်လေမလားလို့သင်နောက်မလိုက်တဲ့ပြင်လေသင်လိုနတ်ယုံမာကိုငါမမြင်ခြင်းဘူးသွားငါ့အိမ်မှာမနေနဲ့နှင်ထုတ်ပြီလို့ပြေတာနာရဘိန်တထေကြီးကနှင်ထုတ်ပါလားနှင်ထုတ်ပြီနှင်ထုတ်တော့ကလေးငယ်လေးတွေနဲ့ဆင်းသွားရသောတာပန်ဖြစ်တဲ့အနာရဘိန်တထေကြီးပြောလိုက်တဲ့စကားဖရာရဲ့တပည့်သားဖြစ်တဲ့အနာရဘိန်တထေကြီးရဲ့စကားကြားရတော့မနေနိုင်ဘူးနတ်ကလေးတွေနဲ့ဆင်းသွားနတ်လည်းကလေးရှိတယ်နော်မှတ်ထားဖို့ဒါလည်းပြေတာနတ်ဘာတွေနဲ့ဆင်းသွားတယ်ကားငယ်သမီးငယ်လေးတွေနဲ့ဆင်းသွားပြီးတော့တရားနာပိဋကမြို့ဆောင်နတ်သွားပြောတာအဲ့ဒါဘယ်နတ်ကိုသွားပြောတာမြို့ကိုစောင်းတဲ့မြို့ဆောင်နာမဲနဲ့အကျွတ်လို့ဒီအနာရဘိန်တထေကြီးကိုဒီစကားသွားပြောပြီးလို့နှင်ထုတ်ပါပြီအဲ့ဒါအနာရဘိန်တထေကြီးပြန်ပြောပေးပါကျုပ်ဗိမာန်ပြက်ပါပြီနေစရာခက်နေပါပြီကလေးငယ်တွေနဲ့ဒုက္ခရောက်နေပါပြီဒါကြောင့်မြို့ဆောင်နာမဲအနာရဘိန်တထေကြီးကိုတောင်းပန်ပေးပါကျုပ်သင်ပဲလို့ပြောအနာရဘိန်တထေကြီးသင်ဖျားကိုယ်တော်များနဲ့တန်ဃာတော်တွေကိုလှူလို့မွဲတာလို့ပြောတယ်တဲမိုက်တဲ့နတ်ကြည်စမ်းလောကထုထားအတုမရှိတဲ့မြတ်စွာဘုရားကိုလူတင်မကနတ်ပြည်ကတရားတွေနတ်တွေပါဆင်းပြီးမြမာတွေပါဆင်းပြီးကိုးကွယ်နေတဲ့ဘုရားကိုသင်သွားပြီးတော့စော်ကားမိလေခြင်းဘုရားလှူတဲ့ဒါနာကြီးသင်ဖြည့်စည်းလေခြင်းပြောရဘူးထို့နာရဘိန်တထေကြီးသင်ပြက်ကသိကြီးသင်ပြက်ကသိကြီးတယ်မပြောရဘူးဆိုတော့မျိုးဆောင်နာကပြောမပြီးတော့တခါစတုမဟာရိဒတ္တရထဝုဒုံလကဝုရုပခကုဝေရနတ်မင်းကြီးလေးပါထံသွားပြန်ရောပြိဿနတ်မင်းကြီးလေးပါထံကိုသွားပြီးတော့နတ်မင်းကြီးတို့ကျွန်ုပ်နေစရာမရှိလို့အနာရဘိန်တထေကြီးကိုတောင်းပန်ပေးပါပြန်နေခွင့်ပြုအောင်လုပ်ပေးကြပါနတ်မင်းကြီးတို့သင်ပဲလို့ပြောတော့ဒီလိုဒီအကြောင်းပါပဲသူပြောတဲ့စကားနတ်မင်းကြီးတွေပြောလိုက်တော့မိုက်တဲ့နတ်ပဲသင်အပြစ်ကသိကြီးတို့မပြောရဘူးတို့မပြောရဘူးဆိုတော့ဟာအဲ့ဒီနတ်ကလေးလေးတွေပွေပြီးတော့တရားမင်းထံရောက်ပေးသားကြီးဘယ်ရောက်သွားပြန်တရားမင်းထံရောက်တယ်ဒီလိုတရားနာပေးသားကြီးတရားမင်းထံကိုရောက်သွားပြန်တော့လေတရားမင်းကဒါနကိုတကယ်အားကိုးပြီးတော့ယုံကြည်စိတ်ချစွာနဲ့ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာတဲ့သောတာပန်ဖြစ်ပြီးအနာရဘိန်တထေကြီးသင်သွားပြောလို့မရတဲ့ပြင်ပြည့်စကားဟာသိမှားပါသဖြင့်ငါကြားလည်းမပြောရဘူးမှန်လားပါတရားမင်းမပြောရလို့ရှိရင်နေစရာလည်းမရှိတော့ပါဘူးကလေးတွေနဲ့လည်းဒုက္ခဖြစ်နေပါပြီဒါကြောင့်တရားမင်းဒီတိုင်းဆိုရင်အသက်ရှည်ကြမယ်မဟုတ်ပါဘူးမဲနတ်ကလည်းအသက်မရှိမှတဲ့ကြောက်ဘူးလားပြိဿနောက်တရားမင်းကဟဲ့ဒီလိုလို့ငါအကြံပေးလိုက်မယ်အနာရဘိန်တထေကြီးမှာပြန်မပေးတဲ့ချင်းငှားထားတဲ့ကုံတွေထံမှာ18ကလေးရှိတယ်၎င်းနောက်ရေထဲမှာမျောသွားတဲ့ပစ္စည်းတွေက18ကလေးရှိတယ်၎င်းနောက်ပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးရှိတယ်ပြေးသားကြီး18 3လီဘယ်လောက်ပါလဲမင်းက2လီ36ပြောပြီးသားခုတည်းထိ36ကမတက်18 4လီ54ကလေးဘယ်လောက်တော့ပြေးသားကြီးအဲ့ဒီ54ကလေးကိုပြန်ရအောင်တင်ပြီးဘန္တာဇိုးရောင်ဆောင်ပြီးတော့
ဗန္ဒာဆိုးရောင်ဆောင်ပြီးတော့အနာရဝိန်တထေးကြီးအိမ်မှာသွားပြီးတော့အဲ့ဒီ54ကလေးသောပစ္စည်းတွေကိုရအောင်သူ့ဗန္ဒာတိုက်မှာအချီးနှီးဖြစ်နေတယ်ဘာမှမရှိဘူးဗန္ဒာတိုက်ကိုပြည့်စုံအောင်ပြန်လုပ်ပြီးတော့မှငါပြောတဲ့အတိုင်းအဲ့ဒီအနာရဝိန်တထေးကြီးကိုသင်တောင်းမှရင်ပြန်နေခွင့်ရလိမ့်မယ်အဲ့ဒီကဲ့သို့တရားမင်းအကြံပေးလိုက်တရားမင်းအကြံပေးတော့ပြန်သွားပြီနတ်သားပြန်သွားပြီးတော့ဗန္ဒာဆိုးရောင်ဖန်ဆင်းဗန္ဒာဆိုးရောင်ဖန်ဆင်းပြီးတော့အနာရဝိန်တထေးကြီးကုံတွေချီးထားလို့ပြန်မရတဲ့ပစ္စည်းဆက်ရှိကြတယ်၎င်းနောက်တရားနာပြိဿသမုဒ္ဒရာမျောသွားတဲ့ပစ္စည်းကဆက်ရှိကြတယ်ပန်းရှင်မရှိအချီးနှီးဖြစ်မဲ့ပစ္စည်းတွေကဆက်ရှိကြတယ်54ကလေးကိုရအောင်တရားနာပြိဿဖန်တီးပေးလိုက်ဖန်တီးပြီးဗန္ဒာတိုက်တွေအကုန်ပြည့်တဲ့အချိန်ကြတော့မှသူဒီအနာရဝိန်တထေးကြီးအပါကတထေးကြီးအနာရဝိန်တထေးကြီးကျွန်ုပ်ကိုမှတ်မိပါရဲ့လားကျွန်ုပ်ဒီတင့်အိမ်၌4ခုမြောက်သောတကားမှာစောင့်ရတဲ့နတ်ဖြစ်ပါတယ်တို့ဖြစ်ချင်းကြောင့်တင်တထေးကြီးအားဒါနပြုတဲ့ကိစ္စကိုဖျက်ဆီးလို့ကျွန်ုပ်ဗိမာန်သည်ပြည့်၍သင်တထေးကြီးအိမ်မှထွက်သွားခဲ့ရပါတယ်ဒီလိုထွက်သွားခဲ့ရပါသဖြင့်ညို့ဆောင်နတ်ကလည်းမတောင်းမှရဲ့နမင်းကြီး4ပါးလည်းပြန်မပို့ရဲ့တရားမင်းအကြံပေးချက်အရာဗန္ဒာဆိုးရောက်ဆောင်၍ကုံတယ်များထမ်းမှဆက်ရှိကြတယ်၎င်းတော့ရေမှမျောသွားတဲ့ပစ္စည်းကဆက်ရှိကြတယ်၎င်းတော့ပိုင်စင်မရှိတဲ့ပစ္စည်းကပိုင်စင်မရှိတဲ့ပစ္စည်းကပြောင်းမြန်အဲ့နည်းနည်းကြားဘူးလေရှိတာပေါ့လေပိုင်ရှင်မရှိတဲ့ပစ္စည်းကဆက်ရှိကြတယ်ဘောင်း54ကလေးကိုဗန္ဒာတိုက်ထဲမှာအကုန်ထည့်ပြီးပါပြီပြစ်မှားမိတဲ့အပြစ်ကိုတရားမင်းကဒီတန်ကိုသင်ခံလို့ဆိုလို့ဒီတန်นี่အကုန်ခံပြုတ်လို့ပြီးပါသဖြင့်နေခွင့်ပေးတော်မူပါသထေးမင်းကောင်းပြီဆိုပြီးတော့သူ့တကားဆောင်နတ်ကိုအိမ်မှာပြန်ထားတယ်ပြေးသားကြီးသူပြန်နေရရှာပါလားအိမ်ကထွက်ပြေးရတာဘာပြုလို့ဒါနဖြစ်လို့ဒါမြင့်တရားနာမည်လေးပေးထားတာတူတူတုတ်ပါတယ်ဒါနကိုဖြစ်ဗိမာန်ပြည့်ပရိသတ်ဟိုနတ်တောင်မှဒါနဖြစ်ရင်ထွက်ပြေးရသေးတယ်နော်ပရိသတ်ကြီးဒါနဖြစ်တော့နတ်တောင်ထွက်မပြေးရဘူးလားထွက်ပြေးရတယ်ပရိသတ်ကျုပ်စကားကြီးကျယ်တယ်လည်းမအောင်မြင်ကျမ်းဂန်ကထုတ်ဟောရတာပရိသတ်ဘယ်ကထုတ်ဟောတာတော့ကျမ်းဂန်ကထုတ်ဟောတာကြီးကျယ်တယ်လည်းမအောင်မင်းနဲ့ခမည်းတော်ကကျုပ်ဒီစကားမျိုးနတ်တောင်ထွက်ပြေးရတယ်ဆိုတော့ဘုန်းကြီးကဒါတော့တမင်သက်လှူအောင်ပြောတာပါစကလုံးထွားပါတယ်လို့ကျုပ်များလှရောသားလို့တော့မအောင်မေးလိုက်ပါနဲ့ဗျာပြိဿဘာသာတော့လှရောသားလည်းစကလုံးထွားတယ်ကျုပ်တို့ကကျမ်းဂန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှရောသားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလတ်သိကြီးသူတို့ကဆေးတာမတော့ရဲဘူးဘယ်တော့ရဲမတုံးတရားနာပြိဿသူတို့ကတကြီးဆေးတံတောက်လာတော့သူတို့ကလူတွေကပြောတယ်လှတော်သားတွေကအလိုလေးတို့ရွာကတကြီးဆေးတံတောက်လာတာငါးချဝင်မှုတ်ကလေးခွေးချီလာတယ်ဒါမှဥလတ်သိပဲအဲ့ဒီဆေးတံတောက်ရဲတော့ပြောရရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမဲ့တရားနာပြိဿဟိုကျွတ်တို့ကလည်းအစတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောသွားခြေကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့်လှတော်သားတွေကပြောတယ်ဝက်လက်လန်းကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလန်းကစီးသွားရင်တဲ့အဲ့ဒီလန်းကကိုတော်တို့တော့ကြောက်ခင်းစားသွားတောင်အစာကြီးတယ်အဲလန်းကြမ်းနဲ့မပြောဘူးကြောက်ခဲစားသွားအစာကြည့်တဲ့စကားပြောပါတယ်ဥပမာမပါပဲမပြောဘူးတပည့်တော်တို့တော့ဝက်လက်ကမစီးဘူးဗျာတဲ့ဘာဖြစ်လို့တော့ညာလို့ဆိုတော့ကားစီးရတာခံမကြပါဘူးဗျာတဲ့နောက်ကနေဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့
ကားနေတယ်မပြောဘူးလို့ဆိုမှရေစီလဲကလမ်းတောင်းတယ်စကားပြောတဲ့နေရာတည်းမှာဇက်ပြက်အောင်ပြောတဲ့လူတွေဗျဇက်ပြက်တဲ့ပြိတ္တဟိုဘက်ကဇက်ကနေတယ်ဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကို2ယောက်ထဲမီးရှို့ပြီးတော့စကားပြောတာမီးလုံရဲ့3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာပါတော့ဟာဆိုပြီးဝိုင်းလာတာသူတို့2ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတကယ်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားနာပိဋကသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြန်မွဲကြီးကျက်သားတံပေါင်းနဲ့ကိုတော်ကြီးဆွမ်းကတ်ကျက်သားတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးကွာလို့ဆိုတယ်အလိုလေးကသိပ်သုံးအလိုလေးကွာတဲ့စာပြန်မွဲဆိုလို့သွားကြည့်ပါလက်ဆက်တတ်တော့ဘုန်းကြီးအေကိုကွာတဲ့ဘုန်းကြီးကျက်သားနဲ့ကတ်တာဒါဘုန်းကြီးအေတဲ့ကျန်ကျန်ဖောင်းမှန်စကားပြောတဲ့လူတွေဥပမာနဲ့ဘုန်းကြီးရစားရကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြံတာပြောတာစကားပြောဥပမာမပါပဲမပြောဘူးကျွတ်တော့ကမေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါပဲမပြောတတ်ဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါပဲပြောရလှဲမီးတို့စီးရတဲ့အတိုင်းပဲဥပမာကပါလားဒီတရားနာပိဋကဟိုသူတို့ရှိမှာခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့အိုးကားပေါ်တာတော့ရေပေါ်ထိုးနေတဲ့အတိုင်းပဲလေရေပေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ဟောဒီလိုရှည်ထိုးနောက်နေကားတွေပေါ်တာပြောတာရေပေါ်ထိုးနေတဲ့အတိုင်းပဲလေကားပေါ်တဲ့ထဲဖျားတဲ့တပည့်တော်တို့တော့အာဒီဘီကမြန်တယ်ဆိုလို့စီးလိုက်တယ်ဟုတ်တကူဖျားတဲ့အာဒီဘီကမြန်ပုံကိုပြောရရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးဆောင်ဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါပဲတခုမှမပြောဘူးဥပမာမပါပဲတခုမှမပြောဘူးဒီတဲ့ဆိုင်နိုင်ကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့ဆိုင်နိုင်ကြီးအလှကြက်သားဟင်းနဲ့တော့ကျွေးပါရဲ့တဲ့ဒါပေသူထမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဘာပြုလို့ရုံးလို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်နဲ့မပြောဘူးတကယ်လူတွေပါဆိုမှဒီတဲ့ဆိုင်နိုင်ကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ဒါအပြင်ပို့ချအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တယောက်နဲ့တယောက်သူတို့ဆုံစည်းလို့စကားပြောကြတနယ်သားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့တော့ဟဲတဲ့မင်းတို့စီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့တော့ဟာတဲ့စီဝါရေးကြီးဝါရေးကတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲပြေးတာကြီးဝလုံးကောင်းနဲ့ဆင်တိုးရစီးပွားရေးကြတယ်မပြောဘူးလို့စကားပြောလိုက်တရလွန်ကြီးအေးကွာတဲ့စီးပွားရေးကထားပါတော့အလုတ်ကင်လေးရောဟာတဲ့ငါလူရေးတဲ့အလုတ်ကင်လည်းမမေးနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားဦးကကြီးလာတော့ဘယ်လိုလူတွေမှန်းကိုမသိတာမယုံရင်ရွှေဘိုလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြေတာမင်းတို့ရှိသမဝါယမဆိုင်ကအထယ်လေးပါလေးထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထန်းဆောင်ရကြည်ထိုးမှကြောက်လို့အထယ်မပေးဘူးမပြောဘူးမိမလေးထန်းဆောင်ရအတော်ခွတ်ကြတဲ့လူတွေလှတော်သားကြောင့်ပြောတယ်ကုံမှာမဟုတ်ပါဘူးမကုံမသိတစ်ခုလောက်တော့ပြောအောင်မယ်ဟုတ်တယ်ဟောတော့ကခြိပါသားနဲ့ပခန်းသားဆိုတာကျတို့ရာဇဝင်မှာကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည့်လေပခန်းသားကလှတော်လာပြိုင်မဲ့အကြောင်းထိကျုပ်ဆက်ပြောပါပခန်းသားတွေကကျတို့ပခန်းကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျွတ်တို့စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်
Tarakan Asit let lady, Holla she a Piakuram Yali. Joe and Niggas demo, Themo Sin Luna, Dua Pena, Erima, Joku and Lewabo Tem Fugaya. Davidi Diana be the Payaga, the Goji, the lady women. A Yenoma Eri Payago Jodo. She beat that a chain lazy and loud a Paya Lupo. Paya Lujan Lomo Babu. She will lose in Locoda. Now Payaliga and Noyanari Piana, a Kupian moment had a celebrate the quell of she with Eridonga. Kuromiani Yobo. A Kuro Diana Bida who Migan did that you thought such a loca. Goboga said of the out Shandy kind. The Cabio in a set of the town never was he. Well, Luma Pomaya, Judo Diana, she and Malu Miabu. Lucy those and wine my Arisani. A Kuro Eritema change higher. Paya don't talk higher than what you do, Dandy. That don't China will Suja, no? Paya the cool boy of a magi. Judo and Maya Guroji called or be Mima Ludelu, but the rain and light lado. Yeah, she had the rain and light lado, Tiana be the Payagus, Gamucho, with that name with Balas Horo. Who the kind of the Genzo of the Egono. And a year made an Arabadu Rono to that Jolin and name Ganuba. And Gauni la Payadulin low. Yadoria she belonged to Yasuela. Oh, God, those hold me not. That of Payada Cody board, Eri Silucian Payaga, Yana be the Payaga that let live it. But cannot not be in your Payakurum Yajine, ho, the Guzin Pianga. Payaga Piana Mohu, Luria Piana. Payaga Piana Mohu, Luria Piana. Lulu Jimpian. Chile, Paganga Luriga Babio, Nabilina. Hey, Toga, Jung Dong down wine, Baganda Lagua. Nabine. Did a Pacana and come. Hey, Toga, and you do it, how Macana. Paganga Biota Menus Agama Sap, who do and Nabine, Jung Dong down wine Baganda. Nabilina, Menuga, Nayoja wait on Macana, so the Masap food. Pacana is the Gadas or Masai and adding a Yoja with Ruby Minum Yasi, the Kajiwala. Jalaka Kure Pacana. Now, hey, Payabwe, a CBI Megua. Payabwe, a CBI Megua, so the Diana be the Adam Pacana Sabio. Hey, do Bacan see du Shenare, Payabwe la Lumabione Guada, Quiri go a Gongaya Gua. And Queen is up there. Did of Baganga now yours on Naima Bobia Po Unashim and Budi Egyptia in Alumo. Babio Baganga. Hey, Meno Bacansi du Shimpiana, Quiri a Gongaya. Ha, do Bacan Tabiano Piajiga, Payawella, Lumabione, Quiri go a Gauda Tongwa. Baganga below 9 Bacanga below shown. And a Kamiadu and Nina shown me that Bacanzaga not Tongi. Hey, Doga, Quiri a Gongaya so that Naluro, ha, go to Kama Lubioni, ma. When you quit a Quija Quibby or in Badi. That a Shioya Nayon Yor. Eri Bacanda Riga, Cookie Tema, La Roda, a Biotoire, so La Pia in the Ravia. Yeah, I know La Roja about Galili to it. Heavily, Aruya. Maybe you are. Took La Roda. Lage, if we do. La Roda Shan, he go Laga, me by go Posam. By Posam is like a lily of your yard, Saji and Baido of Hopa, Nere, Kamaru, you dream on me. I be your Lugina, your Galena Bianca. Dad on Diana, that Joe Leve, Dana Piesida, Lumabione, not down 12 years, who a Lugan Poimo, Muya, or Squints on Horaba, Zagalum Tuare, La Rosa, Lulemotina Javane, Tibian Yao, be Josaga, Camaro and light not hounded. Joe got a new dandy machine, Gozaga, Mamma Penny, Shao, your Molin, Pima, Mugan, Kaja, Ozo. She went the Yavare, a cool. Dana go pet, but I don't get that. Do me a lunar, Dana go pet, see there, Kuninga, Diana, be the nut, Priman, be a bit of Tomabia, will I get that.
အခုတော့ပြန်ရောက်ပါလားဒါကြောင့်နတ်တောင်ဒီလိုခံရရင်လူတွေဟာသူများလူတဲ့ဒါနဖြည့်ဆည်းတဲ့လားမဖြည့်ဆည်းတဲ့မူလားပြိဿတိုင်းမဖြည့်ဆည်းသင်လို့ရှိရင်လည်းလက်ပညာဗျာနော်၄မျိုးပြောမယ်နားထောင်ကြည့်သားနောက်ကလက်ချိုးပြီးဆိုကြဗျာလူတဲ့ပုဂ္ဂိုလ်၄မျိုးပြောမလို့ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါသူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါဘယ်နှမျိုးတို့နံပါတ်1လူမျိုးကိုကြုတ်စပြောမယ်ကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လှူလို့လည်းပစ္စည်းချမ်းသာသူများအလှူခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်စားမဲ့လူတွေလည်းများစွာရှိကျွေးစရာပစ္စည်းတွေလည်းရှိလောကပျော်စရာကြီးပေါ့အချွေရန်တွေလည်းပေါ်တယ်ပစ္စည်းလည်းချမ်းသာတယ်ခိုင်းစရာလည်းရှိတယ်ငါစားမဲ့လူတွေလည်းရှိတယ်ကျွေးနိုင်တဲ့ပစ္စည်းတွေကလည်းပေါ်တယ်အကောင်းဆုံးလောကပျော်စရာကြီးပေါ့နံပါတ်1အကောင်းဆုံးလူမျိုးလို့မှတ်ခဲ့နံပါတ်2ကျတော့ကိုယ်တိုင်တော့လှူတယ်သူများမခိုင်းဘူးသူကြသိဟမ်ကြဘူးကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့တန်တကားကြီးပိတ်လို့တိုက်ကြီးနဲ့သူများအလှူမခိုင်းလို့သာသမီအချွေရန်ကတယောက်မှမရှိလင်မယား2ယောက်တည်းတစ်စီချောင်းမှတောင်ကြောက်ရရှိဘူး2ယောက်တည်းအိမ်ဆွဲလဲမရှိဘူးကိုယ်သားသမီးမရှိလို့သားသမီးရခြင်းဒါညောင်ပင်အောက်သွားသားစုခဏတောင်ကံကောင်းလို့ညောင်ကိုင်းပြီးမသေးရဘူးကိုမရတော့သူများသားသမီးခေါ်မွေးစားကိုလက်ထဲတုန်းကမာတာထောင်လို့ကိုလက်ထဲကျရှူနာရှိုက်ကိုသူများမခိုင်းခဲ့လို့ချွေရမရှိဘူးဒီထဲပတ်စံတတ်နိုင်လို့ဆေးတိုက်ဖို့သေးတာပဲဟာမကြဘူးနော်ကိုယ်တိုင်လှူလို့ချမ်းသာတယ်သူများမခိုင်းလို့ချွေရမရှိဘူးနံပါတ်3ကျတော့သူများတော့အလှခိုင်းမှရဲ့ကိုယ်တိုင်မလှူဘူးသူများအလှခိုင်းလို့သာသမီချွေရနေကတော့ပေါ်ပါရဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိစားစရာမရှိလို့မွဲပါတဲ့ဆိုမှဒီသာသမီတွေကတဖြုတ်ဖြုတ်ပဲလမ်းကြားပြစ်ထားလို့မှမသေးဘူးမာတာထောင်အကျိုးပဲသူများခိုင်းလို့သာသမီပေါ်တယ်ကိုယ်တိုင်မလှူလို့စားစရာမရှိကိုယ်ဌာနကိုမသိတော့ကလေးတွေကြိမ်တယ်ဒီတော့တည်ရင်းဆုံးနဲ့ပြေကုန်မှာစားစဲကြီးပါလို့ဘိုးတည်ရင်းဆုံးလေးက3စလုံးတော့ကိုစားတယ်မကြဘူးနော်အပြင်းမတင်နဲ့နော်သူများခိုင်းတယ်လို့သာသမီတော့ပေါ်တယ်ကိုယ်တိုင်မလှူခဲ့လို့စားစရာကမရှိဒါနမညီမျှတော့လည်းခါမကြကြဘူးပေါ့နံပါတ်3အဲ့ဒါဟောနံပါတ်4ကြပို့ဆိုးသွားပြီကိုယ်တိုင်လည်းမလှူဘူးသူများလည်းမခိုင်းဘူးကိုယ်တိုင်မလှူလို့လည်းပစ္စည်းမချမ်းသာဘူးသူများမခိုင်းလို့လည်းချွေရမရှိဘူးအထီးကျန်ဘဝနဲ့အဲ့ဒါတွေဘယ်မှာများပေါ်လို့ဆိုကျွတ်တို့မန္တလေးမဟာမြတ်မုနီဘုရားကြီးမြောက်မုံမှာချွင်းခောက်ဆိုတာတော့အဲ့ဒါနံပါတ်4အဆိုးဆုံးပေါ့တန်ပြေးသားကြီးလှူတဲ့ပုဂ္ဂိုလ်4မျိုးပြောရအောင်ပြေးသားကြီးနံပါတ်1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးမပြောတဲ့လူတွေနံပါတ်4များမှန်းပြေးသားကြီး1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးလူလေတွေအကောင်းဆုံးရွေးကြိုက်နံပါတ်1နံပါတ်1ကြိုက်လို့ရှိရင်တော့နံပါတ်1နဲ့တူအောင်လုပ်ရလိမ့်မယ်လက်တစ်ဖက်ကအိတ်ထောင်နဲ့နိုင်ကိုယ်တိုင်လှူဖို့ကြည်ရနဲ့လက်တစ်ဖက်ကလည်းဘေးလူထားမပြစ်ခဲနဲ့လာဟိုစပွဲသွားလှူကြည့်ကြစို့ခိုင်းဒီတရားကျုပ်အတွက်တော့အတော်ကွက်ဝင်တဲ့တရားဘုရားကိုယ်တော်မြတ်ကဇတိလငါဟောထားခဲ့မင်းဒီတရားဟောပြီးတော့အလှခံစားပြီးတော့လည်းဟောထားခဲ့သလားတော့မသိဘူးတကယ်တော့ပိဋကကျုပ်လုံးချဟောတယ်မထင်နဲ့ဓမ္မပဒဘီလာလဗရကမှာဘုရားဟောပါတယ်ဗျာအဲ့ဒါဇတ်ထုတ်ရှိတယ်ပိဋကဟိုစူပါဟိုက်မှာမိုက်မောင်တွေဆဲကြောင်လက်သေးဆိုတာအဲ့ဒီဇလန်းမျိုးနော်ဒါဖြတ်ထိုးလေးပြောတာကဲနံပါတ်1ကြရင်နံပါတ်1နဲ့တူအောင်လုပ်ကြကိုယ်တိုင်လဲလှူသူများလဲခိုင်းပါဗျာနောက်ဆုံးကြလည်းဖြစ်ပါတယ်အိတ်သွန်ဖာမှောက်ပေါ့အိတ်ထောင်နဲ့နှိုက်လိုက်လို့ယာရန်ပါလာလဲအမ်းမနေပါနဲ့
ဘရုံမဒေဝကြီးကြည်ရင်ခင်ဗျားတို့သိလောက်ပါတယ်ဘရုံမဒေဝကြာပန်းလှူတယ်ပြည့်စေကဗုဒ္ဓကိုကြာပန်းလှူလိုက်တဲ့ပထမကြာပန်းလှူပြီးတော့တရားနာပိသဟိုကအလှခန်းယူသွားအိုးတဲ့ကြာပန်းနေသူ့ဘာလို့ဖို့တော့မဖြစ်ဘူးတဲ့ပြန်ယူမှတဲ့ဘရုံမဒေဝအလောင်းကပြန်ယူပြီးဟဲလှူတော့လေအလှခန်းနဲ့ပြန်ယူတော့လေပေးတာပဲလှူပြီးသားကြီးပြန်ယူလို့ကောင်းပါဘူးလေဟောနောက်တခါထလှူတယ်ပြိဿအဲ့ဒါကြောင့်ဘရုံမဒေဝမိဖုရားကြီးဖြစ်တော့ပထမဆုံးလှူလိုက်ခြင်းကြောင့်ဘရုံမကြာဝင်တဲ့ကရသေးကြီးသမီးဖြစ်လို့ဘယင်ကောက်လာသောချိန်ခါမှာနန်းတော်တဲ့ဝင်တဲ့ခြေဘွားအောက်ကကြာပွင့်နေခံတယ်ပထမလှူလို့ပုဗ္ဗစေတနာပေါ့နောက်သူ့အလကားပါပဲလေဆိုပြီးပြန်ယူလိုက်လို့တန်း900ဖွာတာကိုမိဖုရားတွေတိုက်သည့်အတွက်ထွက်သွားရတဲ့အချိန်ကြတော့လေဟောမုံစစေတနာလှူပြီးသားပြန်ယူလို့တရားနာပိသကြာပွင့်မခံတော့ဘူးတဲ့ပြုနောက်တန်း900ကမိဖုရားတွေကြုတ်ထဲထည့်ပြီးလွတ်လိုက်တော့ဘုရင်ကြီးရေချိုးတော့ညှိလို့တရားတစိတ်ခန့်ထားတာကဒီသားများသည်ဘရုံမဒေဝီနဲ့တင်မင်းကြီးရဲ့ရင်သွေးဖြစ်သည်ဆိုတာတွေ့ရလို့ဝမ်းမြောက်ဝမ်းသာဘရုံမဒေဝီမိဖုရားကြီးကိုပြန်ခေါ်လိုက်တော့ဟောကြာပွင့်နေလားခံမြန်တဲ့အဲ့ဒါပြန်ပြီးထလူတာကိုစေတနာသုံးတာနော်ဒီမပိဿကြီးဟိုပြန်လှူတော့အလဲစေရနာပြတ်တော့ကြာပွင့်ခံသေးရဲ့လားထွက်တောင်ပြေးရတယ်နန်းတော်ကမိဖုရားကြီးဒါကြောင့်လှူပြီးသားများပြန်မယူနဲ့ခင်ဗျားတို့ကအောက်မေ့မှာမနေ့ကလှူတာတပည့်တော်တို့ပြန်မယူပါဘူးခင်ဗျာလို့အဲ့ဒါပြောတာမဟုတ်ဘူးအိတ်ထောင်နဲ့ငါးချက်တန်နှိုက်တာအစိတ်တန်ကြီးပါလာတော့ဒီမဲ့အစိတ်တန်ပါလာတော့ငါးချက်လှူပြီး20ပြန်ယူသွားတာမလေးတော့ဘုန်းကြီးဘာတွေလျှောက်ပြောတော့မအောင်မင်းနဲ့ဒီနေ့နောက်ဆုံးညအများကြီးရအောင်ပြောရတာဟုတ်တယ်တချို့ကအိတ်ထောင်နဲ့အစိတ်တန်ထုတ်လိုက်တယ်လေအစိတ်တန်ပါလာတယ်လှူတာက9ချက်ဆိုတော့9ချက်လှူပြီးတော့20ပြန်ယူသွားတယ်ဘရုံမထေဝီသတိပြုပေါ့ကိုင်းခစ်တရဆိုင်လို့ဟာပတိုင်းပေးမယ်ဗျာအာကြားနေရောဒီနေ့တော့အတော်လေးလည်းများသွားပါတယ်နောက်ပိုင်းလည်းတရားနာပြည့်တဲ့နောက်ဆုံးညဆိုတော့ပဝါလေးပါလေးမပါရင်လည်းအိမ်ပြန်ယူထားကြအောင်ပေါ့ခေါ်ရလိမ့်မယ်ဒီနေ့နောက်ဆုံးညဆိုတော့ဒါကြောင့်ဗမရေနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါရိထအကောင်းဆုံးဇတ်တော်ကြီးမဟောခင်မိမိတို့တတ်ဆွမ်းသမျှလွယ်လင့်တကူပါလာလို့ရှိရင်ဖြင့်နံပါတ်1ကိုရအောင်ယူ၍အလဲစေရနာပြည့်တဲ့ဘရုံမဒေဝီဘက်မလှဲ့ကြပဲနဲ့အိတ်ထောင်နဲ့နှိုက်လိုက်သောခါပါသမျှမအမ်းမဲနဲ့မဲလာအလှကဘုန်းကြီးဆိုတော့လေကျိုးစားပြီးတော့လူတန်းနိုင်ကြပါစေကုန်သတည်း